သူကိုမှအောင်မချိုတတ်တာကအင်္ဂါတွေကကိုတကယ်ခင်တဲ့သူကိုတကယ်ချစ်တဲ့သူစိတ်ငဲအမှန်နဲ့ချစ်တဲ့သူတွေအပေါ်ကိုပဲအချော်ပေးတတ်တာပါဒီခံလို့ရရင်ဒီခံပေးတယ်တကယ်လို့ဒီမခံနိုင်တော့ဘူးဆိုရင်တော့ဒိုးတော်ဆိုပြီးရှင်းပစ်တတ်တဲ့ပုံစံမျိုးတွေပါအင်္ဂါနဲ့နံတွေကအယမ်းပြတ်သားတယ်ကိုမထင်ရင်မထင်သလိုဆုံးဖြတ်ချက်တွေချတတ်သလိုတခါဆုံးဖြတ်လိုက်ပြီဆိုရင်လည်းအယမ်းပြန်မပြင်းတတ်ဘူးကိုမနဲ့ထင်ရင်ဘသူကိုမှဂယူမဆိုင်ဘူးဘသူကိုမှလည်းမကြောက်တတ်ဘူးပြန်ပြောရဲလေပြန်လုပ်ရဲလေဒါကသူတို့ရဲ့ပင်ကိုတက်ဒီပဲအင်္ဂါနဲ့တော်များများကသူတို့ရဲ့ပုံကူရေးကိစ္စတွေမှာစိတ်တန်ရာတွေအနည်းနဲ့အများတော့ရှိခဲ့ဘူးကြတယ်အဲ့ဒီစိတ်တန်ရာတွေကြောင့်ပဲလူတွေကိုလွယ်လွယ်နဲ့မယုံတတ်တော့ပဲအခုလိုအယမ်းပြတ်သားလာကြတာဖြစ်ပါတယ်သူတို့ရဲ့ပြတ်သားမှုဟာကိုကာကွယ်တဲ့နီလန်းတစ်ခုပဲလို့မြင်လို့ရပါတယ်သူတို့ဟာခေါင်းဆောင်ကောင်းတွေဖြစ်ပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်ရတဲ့တတိရှိသူတွေပါဒီပြတ်သားတဲ့စိတ်ဓာတ်ကြောင့်ပဲဘဝမှာအောင်မြင်မှုတွေကိုအခက်အခဲမရှိရယူနိုင်ကြတယ်သူတို့ရဲ့ယုံကြည်မှုနဲ့ဆုံးဖြတ်ချက်ကတခြားသူတွေအတွက်စံနမူနာပါပဲသူတို့ရဲ့အားနည်းချက်ကတော့အဲ့ဒီပြတ်သားမှုကြောင့်အေးအေးတေးတေးနိုင်သွားတတ်တာပါအင်္ဂါတွေကသူတစ်ပါးကိုကူညီတတ်တဲ့နေရာမှာလဲနှစ်ယောက်